Tata လေးလာပါပြီ Tata ဆိုလို့ရှိရင်ဒီနေ့တစ်နေ့လုံးဒီမှာ YMB collagen serum လေးတစ်မျိုးတည်းလိမ့်ထားတယ်လုံးဝ make up မလိမ့်ထားဘူး make up မလိမ့်ထားဘူးဆိုပြီးတော့လည်းမျက်နှာမတစ်ပဲနဲ့မအိတ်နဲ့နော်တစ်နေ့လုံး Tata တို့ကအပြင်သွားထားတယ်ဖုံဖုံနဲ့အစီနဲ့အညစ်အကြေးတွေရှိတယ်ဒါကြောင့်မို့လို့မျက်နှာလေးတစ်ပြီးမှအိတ်ဖို့မမေ့နဲ့နော်မျက်နှာတစ်ပြီးသွားလို့ရှိရင်လည်းဟို skin care မှာပြင်းနေမလားဒါဆိုလို့ရှိရင်တော့ Tata လေးပြပေးမယ်နော်ဒီမှာYMB ပြင်သစ်နေစီမျက်နှာသစ်ဆက်ပြ skin care မျက်နှာသစ်ဆက်ပြလို့လည်းပြောတယ်တခါတည်းမျက်နှာသစ်ပြီးပြီဆိုတာနဲ့ moisturizer တွေ toner တွေတီးတန့်လိမ့်ကြမလို့ဘူးမျက်နှာလေးသစ်ပြီးအိတ်လိုက်တာနဲ့မျက်နှာလေးအီဖတ်နုညံ့ပြီးတော့ကိုယ့်ရဲ့မျက်နှာအသားရည်တဲ့တစ်ဆင့်ပို့ပြီးတော့လင်းလာမယ်ဖြူလာမယ်မျက်နှာကအမာရွတ်တွေအရေးအကြောင်းအကုန်ကင်းစီပြီးရေတက်ပြေဝပြီးအိုမေးရရောနှေးကွေးစီတဲ့မျက်နှာလေးဖြစ်ဖို့အတွက်ဒါလေးတစ်မျိုးတည်းသစ်ပြီးအိတ်ရင်လုံလောက်ပြီးတချို့ကကြတော့ညအိတ်ရဝင်လို့ရှိရင်စီရန်လေးလိမ့်ပြီးအိတ်ချင်တဲ့အတွက်ဒါကတော့မနက်အရာနိုးတော့ဟိုမျက်နှာတက်တယ်ပြီးတာနဲ့စီရန်လေးနဲ့တစ်နေ့ကိုစီရန်တစ်ချိန်ပဲလိမ့်နေရှင်เนาะညဆိုလို့ရှိရင်เนาะဒီ skin care မျက်နှာတက်ဆက်ပြလေးပဲမျက်နှာတက်ပြီးအိပ်ပါတယ်ကဲဒါနဲ့တူတူမျက်နှာတက်ကြမယ်เนาะကဲမျက်နှာလည်းတစ်ပြီးသားဖြစ်သွားတယ်တခါလဲ skin care ပြီးသားလည်းဖြစ်သွားတယ်ဘယ်လောက်တောင်မိုင်လဲเนาะ YMB ပြင်သစ်အီရန်နှင်းစီအစီနဲ့တို့နဲ့ထုတ်လုပ်ထားတဲ့သဘာဝ organic ပြင်သစ်နှင်းစီမျက်နှာသစ်ဆက်ပြလေးပါရှင်ဖြူကြည်တောက်ရှင်းဝက်ချံကင်း YMB Glow Skin